မင်္ဂလာပါကျွန်တော်တို့ထိုင်းကိုရောက်ဘူးသူတိုင်းဒါမှမဟုတ်ဓာတ်ပုံတွေထဲမှာမြင်မှုသူတိုင်းသတိထားမိကြမယ့်အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ထိုင်းမှာရှိတဲ့အိမ်တွေတိုက်တွေကုန်နိုင်ကြီးတွေရဲ့အပြင်ဘက်မှာတီးသန့်တည်ရှိနေတဲ့အယောင်သွေးစုံလင်ပြီးတော့လှပတဲ့နတ်ကုန်းငယ်လေးတွေပဲဖြစ်ပါတယ်ဒီအိမ်ငယ်လေးတွေဟာဘိတုကလက်ရမြောက်တဲ့အစာအုပ်ငယ်လေးတွေမှာမကဘဲနဲ့ထိုင်းလူမျိုးတွေရဲ့နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်တဲ့ယုံကြည်မှုတွေရဲ့ပြရုပ်မှုလည်းဖြစ်ပါတယ်ဘာကြောင့်ဒီနတ်ကွန်းတွေကိုအိမ်တိုင်းလိုမှာထားရှိရတာလဲဒီထဲမှာဘလို့နတ်ဖျားတွေသတင်းသုံးနေထိုင်ကြတာလဲကဲဒီတော့ဒီနေ့ကျွန်တော်တို့ကဒီထိုင်းမှာရှိတဲ့နတ်ကွန်းတွေရဲ့တမိုင်းနောက်ခံရာဇဝင်နဲ့ထိုင်းရင်ကျေးမှုတွေရဲ့အရေးပါပုံတွေကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအစီအစဉ်လေးမစတင်ခင်မှာကျွန်တော်တို့ရဲ့ YouTube Channel ကို Subscribe မလုပ်ရသေးရင်လည်း Subscribe လေးလုပ်ထားပေးပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာထိုင်းနတ်ကွန်းတွေရဲ့ရာဇဝင်ကဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာတို့ရောနှောထားတဲ့ရှေးဟောင်းယဉ်ကျေးမှုတွေကနေဆင်းသက်လာတာပဲဖြစ်ပါတယ်။ထိုင်းလူမျိုးတွေကဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်ကြပေမဲ့မြေကိုစောင့်ရှောက်တဲ့နတ်တွေကိုလည်းယုံကြည်ကိုးကွယ်ကြပါသေးတယ်။အိမ်တလုံးကိုစတင်ဆောက်လုပ်ပြီးဆိုတာနဲ့အဲ့ဒီမြေနေရာကိုဥစွာပိုင်ဆိုင်ခဲ့တဲ့ဒါမှမဟုတ်အဲ့ဒီမြေကိုစောင့်ရှောက်နေတဲ့ပရာဖုံးလို့ခေါ်တဲ့မြေဆောင်နတ်ကိုလေးစားမှုပေးရပါတယ်။ဒီလိုနတ်ကွန်းလေးတွေဟာမြေဆောင်နတ်အတွက်တီးသန့်တိဆောက်ထားပေးထားတဲ့အိမ်အသစ်ပဲဖြစ်ပါတယ်။ဒဏ္ဍာကြီးအရာနတ်ကွန်းတွေမှာကသတင်းသုံးတဲ့နတ်တွေဟာဟိန္ဒူဘုရားဗမာကြီးရဲ့သားမြေတွေနဲ့ဆက်ဆက်မှုရှိနေတယ်လို့ဆိုကြပါသေးတယ်။သူတို့ကအိမ်ပိုင်ရှင်တွေကိုဘေးအန္တရာယ်ကနေကာကွယ်ပေးပြီးတော့ကောင်းကျိုးချမ်းသာတွေပေးစမ်းနိုင်တယ်လို့လည်းယုံကြည်ကြပါတယ်။ဒီလိုနတ်ကွန်းတစ်ခုကိုတိဆောက်ရခြင်းရဲ့အဓိကအယူအဆကတော့လူတွေရဲ့အိမ်နေရာနဲ့နတ်တွေရဲ့နေရတဲ့အိမ်နေရာကိုတည်တံ့ခွဲခြားပေးထားခြင်းပဲဖြစ်ပါတယ်။လူတွေကသူတို့ရဲ့အိမ်မှာအေးချမ်းစွာနေနိုင်မှုအတွက်နတ်မင်းတွေကိုသူတို့ရဲ့တည်တံ့နတ်ကွန်းမှာအခြေချဖို့ဖိတ်ခေါ်ထားခြင်းလည်းဖြစ်ပါတယ်။နတ်ကွန်းတစ်ခုကိုစိတ်ကြိုက်ထားလို့မရပါဘူး။ထားရှိရမယ့်နေရာအရက်မျက်နှာနဲ့ပုံစံတွေကရှေးထုံးစင်လာစီကံချက်တွေနဲ့အများကြီးကိုရှိနေပါတယ်။နတ်ကွန်းကိုအိမ်ရဲ့အပြင်ဘက်အရေးမကြားရောက်နိုင်တဲ့နေရာမှာထားရပါတယ်။ဘာကြောင့်လဲဆိုတော့နတ်ဖျားတွေကအရေးအောက်မှာနေရတာမကြိုက်ဘူးလို့ယုံကြည်ကြတဲ့အတွက်ကြောင့်ပါ။အရေးအကြီးဆုံးကတော့နတ်ကွန်းရဲ့ဦးခေါင်းပိုင်းထိပ်ပိုင်းကလူရဲ့ဦးခေါင်းပိုင်းထက်ပိုပြီးမြင်မာနေရမယ်ဆိုတော့စီကံလည်းပါရှိပါသေးတယ်။ပူဇော်ပသမှုပိုင်းတွေမှာလည်းအလွန်ကိုထူးခြားလာပါတယ်။နေ့စဉ်ပန်းတွေတစ်သီးတွေအချိုပွဲတွေနဲ့အနီရောင်ပါတဲ့ဖြော်ရည်တွေကိုပူဇော်ပသလေးရှိပါတယ်။အထူးသဖြင့်နတ်ကွန်းမှာလူရုပ်လေးတွေစင်ရုပ်လေးတွေကိုလည်းထားရှိထားတာကိုတွေ့ရအောင်ပါပါ။ဒါတွေကနတ်ဖျားတွေရဲ့အစီကံတွေလို့ယူဆကြပြီးတော့နတ်ဖျားတစ်ပါးရဲ့ပြင်းကြီးနေမှာစိုးတဲ့အတွက်အဖော်ရအောင်ထားပေးထားခြင်းဖြစ်ပါတယ်။တခါတည်းမှာတော့အကဝိုင်းလေးတွေနဲ့တော့မှပူဇော်ကြတာမျိုးတွေရှိပါတယ်။ဒါကနတ်မင်းကြီးကိုပျော်ရွှင်စေပြီးအိမ်ကိုစောင့်ရှောက်စေဖို့အတွက်ကိုရည်ရည်ထားတာဖြစ်ပါတယ်။အကယ်၍များနတ်ကုန်းကိုဂယုမဆိုင်ပဲပြစ်ထားရင်ဘာဖြစ်လာမလဲပေါ့။ထိုင်းလူမျိုးတွေကနတ်မင်းကြီးတွေစိတ်ဆိုးပြီးတော့အင်ရှင်တွေကိုဘေးဒုက္ခပေးမယ်ဆိုတာကိုအလွန်အမင်းယုံကြည်ကြပါတယ်။ဒါကြောင့်နတ်ကုန်းတွေကအမြဲတမ်းတန့်ရှင်းနေရပြီးတော့နေ့စဉ်ပူဇော်ပသမှုတွေကလည်းပုံမှန်ရှိနေရတာဖြစ်ပါတယ်။ဒီနေ့ခေတ်ရဲ့ထိုင်းနိုင်ငံမှာခေတ်မီနေပါပြီ။မျိုးပြတွေကလည်းဖွံ့ဖြိုးတိုးတက်နေပါပြီ။ဒါပေမဲ့နတ်ကွန်းတွေကတော့လုံးဝပျောက်ကွယ်မသွားပါဘူး။ကြီးမားတဲ့ကုန်တိုက်ကြီးတွေခမ်းနားတဲ့ဟိုတယ်ကြီးတွေဆေးရုံတွေအဆောက်အဦတွေရဲ့ရှေ့မှာတောင်မှနတ်ကွန်းကိုယူတဆိုင်နဲ့တိဆောက်ပြီးတော့အမြဲမပြတ်ပူဇော်နေတာကိုလည်းတွေ့ရပါလိမ့်မယ်။ဒါကထိုင်းလူမျိုးတွေရဲ့ဗုဒ္ဓဘာသာဟိန္ဒူနဲ့ရှေးရိုးဆွဲဝါဒကိုရောနှောပေါင်းစပ်ထားတဲ့ယဉ်ကျေးမှုရဲ့အထင်ရှားဆုံးသက်သေပဲဖြစ်ပါတယ်။သူတို့ဟာနတ်ဖျားတွေကိုကိုးကွယ်ခြင်းအဖြစ်ဘဝမှာလုံခြုံမှုတွေစိတ်ပိုင်းဆိုင်ရာအေးချမ်းမှုတွေနဲ့ကံကောင်းခြင်းတွေကိုရရှိတယ်လို့ခံယူထားကြပါတယ်။ဒီနတ်ကုန်းငယ်လေးတွေကိုစနစ်တကျပြောင်းရွှေ့ခြင်းတော့မှဘုန်းကြီးတွေဘေးနေဆရာတွေနဲ့တိုင်ပင်ပြီးမှသတ်မှတ်ထားတဲ့အချိန်နေရာတွေမှာပဲပြောင်းရွှေ့ရတာမျိုးရှိပါတယ်။ဒါဟာဘယ်လောက်ထိအရေးပါတဲ့ယဉ်ကျေးမှုတစ်လေးလေးဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်။ဒီတော့နောက်တစ်ချိန်တင့်အနေနဲ့ထိုင်းနိုင်ငံကိုရောက်တဲ့အခါပုံထဲမှာပါတဲ့နတ်ကုန်းငယ်လေးတွေကိုတွေ့မြင်ရတဲ့အခါဒါဟာလှပလုံးနဲ့ဘိတုကလက်ရာတစ်ခုတည်းမဟုတ်ဘဲနဲ့နှစ်ထောင်ချီကြာမြင့်နေပြီဖြစ်တဲ့ထိုင်းလူမျိုးတွေရဲ့စိတ်ဝိညာဉ်ကိုလည်းကိုစားပြုတယ်ဆိုတာသတိရစေချင်ပါတယ်။ကဲမိတ်ဆွေတို့ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ယဉ်ကျေးမှုအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့အမြင်တွေကိုလည်း comment မှာမျှဝေခဲ့လို့ရပါတယ်။နောက်ထပ်ပိုမိုထူးခြားတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါမယ်ခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe လုပ်ထားပြီးတော့ခေါင်းလောင်းခလုတ်လေးကိုနှိပ်ထားဖို့မမေ့ပါနဲ့နော်။အဆုံးထိနားဆင်အားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။ကောင်းသောနေ့လေးဖြစ်ပါစေ။ဘိုင်ဘိုင်ပါခင်ဗျာ။